Tower လေးကိုရောက်နေပါတယ်တော့အုတ်ကြီးတစ်ခုလေးကိုခေါ်သွားမယ်နော်ဒီနေ့ကတော့ဒီမှာခေတော့အုတ်ကြီးလေးကိုခဏသွားလေးမှာဖြစ်ပါတယ်အားစီးလိုက်တာများတော့ကောင်းမှုတော့ဟုတ်တယ်ဆက်ပုံမှာသားပါ As Thai Tower กว้างหมดเลย ဒီ KL Tower ရဲ့အောက်နားလေးမှာပဲဖြစ်တယ်တိတ်တော့မဝဲဘူးပေါ့နော်နီနီလေးကိုသူကတော့အုတ်ကြီးနားမှာတော့ဟိုအရင်ရှိကားပါကင်လေးရှိတယ်ပေါ့အောက်မှာကားမတိုင်ဒီထားမတိုင်လေးရှိတယ်ဒီနားလေးမှာပဲဟုတ်ပါတယ်ဒီရှိတဲ့မှာခဏလေးမတိုင်ရဒီရှော့ကြောင်းလေးရှိတယ်နောက်မှာက KS Tower ရှိပါတယ်ခါလေးစိတ်လန်းဆန်းဖို့တော့ချက်စလိုက်နေရတာလေကောင်းနေအမလက်မဝေရတဲ့ဂိတ်နာလေးမှာပေါ့နော်မြင်ရအပေါ်ကနေအောက်ကိုကြီးလိုက်လို့ရှင်မြင်ရတယ်မှာလက်မဝေရတယ်လက်ပတ်ကျိုးလေးအိုးမှာမြို့ရဲမှာပဲဒါမဲ့ဟိုတကစ်တော့အုတ်ကြီးတွေကိုရောက်သွားတဲ့အတိုင်းပေါ့နော်သူတစ်ပြင်းကြီးနဲ့စိတ်လန်းစူပြေတရားလေးတွေနဲ့အဲ့လိုလှုပ်ထားတယ်အရန်ကြီးအထူးဆန်းကြီးရောမဟုတ်ဘူးဒါမဲ့မြို့တွေကိုညီးငွေလာတဲ့ခါကျတော့ဒီလိုနေရာမျိုးမှာလာတာလည်းကောင်းတယ်ပေါ့နော်အချမ်းချမ်းလေးရှိတော်လေးတော့လာတယ်ပိုက်ဆိုင်စားဖို့မုတ်ဆိုင်လေးရှိသေးတယ်အိမ်နားလေးမှာလေးခောက်ဆွဲတွေပါတယ်ရောင်းတယ်သူကမုတ်လေးမုတ်ပိတ်တရေစားရတယ်ရေနွေးတောက်လို့ရတယ်这个嘛老是在讲，第二天红呀吧，我们走呀，晓得的。豆那个豆呢？豆呢？豆豆，那你拿豆豆吧。
တဲ့အတိုင်းပါပဲတကယ်ဟိုတောထဲကိုရောက်သွားတဲ့အတိုင်းပဲတောင်ပေါ်မသိရင်ဟိုနောင်မုံဘက်ပူတာဘက်တောင်ထဲကိုရောက်သွားတဲ့အတိုင်းတော့အုတ်ကြီးကစိမ့်လန်းစုပြေးနေတော့လေအဲ့လိုလေးလုပ်ပေးထားတယ်သူကအမှတိချင်တဲ့ဟာတွေပေါ့စကန်ဖတ်ပြီးမှကြည့်လို့ရတယ်အဲ့လိုလေးလုပ်ပေးထားတယ်မြေပုံလေးပြထားတယ်ဟိုမှာဒီဥယျာဉ်ထဲမှာရှိတဲ့တောထဲမှာရှိတဲ့တစ်ပြင်းလေးအမျိုးအစားတွေပေါ့နော်အကုန်လုံးကြည့်လို့ရတယ်စကန်ဖတ်ပြီးမှအမှကြည့်လို့ရတယ်တော်တော်လေးပြီးဆုံးအောင်လုပ်ပေးထားတယ်ဆရာကောင်းပါတယ်အေးချမ်းပါတယ်ဒီနေ့ဒီနေရာကိုရွေးလိုက်တာမှန်သွားတယ်လို့ခံစားရတယ်ဒါကတော့ KL မလေးရှားနိုင်ငံတကယ့်မြို့လေကောင်းကြီးထဲမှာ KL Tower ရဲ့အောက်မှာရှိတဲ့တောအုပ်လေးတစ်ခုဖြစ်ပါတယ်လို့အဲ့ဒီထဲမှာဒီလိုမျိုးသွားလာလို့ရတယ်အေးအေးချမ်းချမ်းလေးရှိရသူကဝင်ကြီးရှိရကလေးလူကြီးနိုင်ငံသားနိုင်ငံခြားသားပေါ့နော်ဝင်ကြီးကတော့မတူအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်